လက်ရှိမှာဝန်ထမ်းအလုပ်ကိုလုပ်နေတယ်ဖြစ်စီမှုတွေအများများတယ်မလုပ်ချင်တော့ဘူးစက်ချုပ်ပညာရက်ကိုတင်ယူပြီးတော့ပဲအိုးမကွာအိမ်မကွာကိုပိုင်အလုပ်ကိုပဲလုပ်ချင်တယ်ဆိုတဲ့သူတွေကတော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်စေချင်ပါတယ်ဝန်ထမ်းလုပ်တဲ့အခါမှာလကုန်တာနဲ့လစာဆိုတာရတယ်စက်ချုပ်ပညာရက်နဲ့လုပ်ကင်တဲ့အခါမှာတော့ကိုလုံနိုင်တဲ့လောက်ရတယ်ဆိုတာမှန်တယ်အဲ့ဒါကကြတော့အတီးအပွင့်ပါအမားတို့ကကိုယ့်ရဲ့ဒီဝန်ထမ်းအလုပ်ကနေထွက်ပြီးတော့ဒီစက်ချုပ်ပညာရက်နဲ့လောက်ကင်တော့မယ်ဆိုရင်အမားတို့ဒီမတက်မြောက်သေးလို့တင်ရွာမှာရှိနိုင်တယ်ဒါမှမဟုတ်ရင်တက်မြောက်ထားပြီးသားဆိုလို့ရှိရင်လည်းဒီပညာရက်ကနေဝင်ငွေတစ်ခုရလာဖို့အတွက်ဆိုရင်အမားတို့ကျွမ်းကျင်အောင်လေ့ကျင့်ဖို့လိုအပ်တယ်ပြောရမယ်ဆိုရင်ဒီပညာရက်နဲ့ဝင်ငွေရလာတာကအတီးအပွင့်ဟုတ်ပြီနော်အဲ့ဒီအတီးအပွင့်ရလာဖို့အတွက်ဒီအပင်ကိုစိုက်ပျိုးရမယ်အဲ့ဒီအပင်ကိုရေလောင်းပေါက်တင်ရမယ်ကြီးထွားအောင်လုပ်ရမယ်အဲ့ဒီအတွက်အချိန်ယူဖို့လိုအပ်တယ်အဲ့ဒီတော့အမားတို့ကဒီပညာရက်နဲ့လောက်ကင်ခြင်းနဲ့ဆိုလို့ရှိရင်ဇွဲရှိရှိနဲ့စူးစမ်းဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့ဒီတော့ကိုယ့်ရဲ့ဝန်ထမ်းအလုပ်ကနေပြီးတော့စက်ချုပ်ပညာရက်နဲ့ကိုပိုင်အလုပ်ကိုပဲပြောင်းလုပ်ချင်တယ်ဆိုရင်ဒီအချက်လေးကိုလည်းထည့်သွင်းပြီးတော့စဉ်းစားစေချင်ပါတယ်ချက်ရဲ့ CV မှာဆိုရင်ထောက်သွင်းမှာလုပ်နေတယ်မလုပ်ချင်တော့ဘူးအိုးမကွာအိမ်မကွာစက်ချုပ်ပညာရက်နဲ့ပဲကိုပိုင်အလုပ်ကိုလုပ်ချင်တယ်ဝန်ထမ်းအလုပ်ကထွက်ပြီးတော့စက်ချုပ်ပညာရက်နဲ့ပဲလုပ်ချင်တယ်ဆိုတဲ့သူတွေရှိတယ်အဲ့ဒါကြောင့်မို့လို့သူတို့အတွက်ကိုဖြည့်ချပေးရင်းနဲ့အခုလိုမျိုးဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကဝန်ထမ်းကနေပြီးတော့စက်ချုပ်ပညာရက်နဲ့ကူးပြောင်းပြီးတော့လောက်ကင်ခြင်းတဲ့သူတွေအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ် Teacher Super